မင်္ဂလာပါဒီနေ့ကဘာပြောချင်လဲဆိုတော့ဒီမှာ Funny Legend Event ရောက်ရှိလို့လာပါပြီ။ဆိုတော့ဒီအနေနဲ့ဒီ Funny Legend Event နေမှာကျွန်တော်တို့ဘာစကင်လေးပါဆက်တော့ရှိမယ်ကျွန်တော်ဒီနေ့စကင်မဖောက်အောင်နော်။စကင်ရဲ့ဒီဖောက်ခဲ့ရင်ကျွန်တော်ဒီ Funny Legend Event လုံးဝရှိမှာမဟုတ်ပါဘူးကျွန်တော်ဒါမှမဟုတ်လည်းအဲ့လောက်တည်းဖြစ်ဖို့စင်မရှိကျွန်တော်ယူမှာကဒီတက်က6တန်းမှာကျွန်တော်6တန်းကိုထိုက်လို့ချိန်တယ်ကျွန်တော်လိုချင်တယ်အဲ့တော့ဒီမှာဘာစကင်ကျွန်တော်ချက်ပြမယ်ဒီမှာကျွန်တော် Moscow ဒီ skin ပြပါတယ်ပေါ့နော်။ပွားရင်ခုနကလက်ချက်ပါတယ်တော့အရင်က Ever လက်ချက် event တူပဲပေါ့နော်ဒီ event ဟိုကကျွန်တော်ဒီမှာ free drink fair drink ဒီ skin တွေပါပြန်ပါလာမယ်မှန်တွေ့တိုင်းတော့ရအောင်နော်မဒီလို skin တွေပြန်ပါမယ်လ skin တွေပါပြန်ပါလာတယ်အဲ့တော့ဘာပြောချင်လဲဆိုတော့ဒီ event ကိုဖောက်မယ်ဆိုရင်ဘာလို့အနေနဲ့ဟောကျွန်တော်တန်ဒီ6စန်း event ဖောက်မယ်ဆိုတော့တန်ရီတော့ပြပါမယ်အဓိကတန်အောင်လုပ်ပြီးပြပါမယ်ကျွန်တော်မဖောက်မှရှင်းရအောင်တော့လက်တွေ့ပြမယ်ရှင်းရအောင်ဘုရားကျွန်တော်မဖောက်သေးဆိုရမယ်အခုအားလုံးပေါင်းကျွန်တော် promo time ကို brother ဘာလုံးကြီးစုပြီးသွားပြီ promo time တော့မှာ promo time ရရှိရတယ်ဒီ promo time နဲ့ဆက်ဆက်တယ်ပေါ့နော် promo time brother အနေနဲ့အားလုံးပေါင်း promo time အားလုံးပေါင်းလောရဝင်အလုံး15လုံးပဲလုံးနဲ့ဆက်ရမယ်လောရဝင်ပေါ့ကျွန်တော် games classic brand raw right တွေပါဆော့တယ် promo time ကိုနေထပ်ပြီးတော့ရရှိတော့မှာဖြစ်ပါတယ်အခါကျတော့ဘွားအဲ့မှာကျွန်တော် promo time ကိုနေကြတယ်တကယ်တော့ brand ရဲ့ promo time ကိုနဲ့ second ပဲမယ်ဆိုတော့မဖောက်နဲ့ဒီ event လေးအလက်ကျန်ကြီးကလောမဖောက်နဲ့promo time ကိုနဲ့ဒီ skin မွဲကွာဒီမှာကွာချောင်း stand ရဲ့ဒီမှာလွယ်နေ promo time ကိုရတော့ဆူလာလက်အဲ့ second လေးဖောက်လို့ရပြီဆိုတဲ့အခါကျ brand ကိုနေ weekly ပတ်တွေပါကျွန်တော်ဒီပါ3လောက်ပါထည့် free ticket တွေပါ100တောင်းတည်းသူပါတယ်မသိသေးဘူးပါနော်ဒီကိစ္စမှာ3လောက်တွေပါထည့်လိုက်ထည့်ဝိုင်းတော့ free ticket တွေပါရမယ်အဲ့ဒီကဒီမှာကျွန်တော် free ticket တွေကဝယ်လို့ရသေးတယ်နော်ဒါတော့မပြရတော့တွေးရတော့သိပါလိမ့်မယ်ဒီမှာလည်းသိခိုင်းနော်ပါလို့ဆိုတော့လောကလေးနဲ့တက်တော့ sorry ပါဒါလည်းဆိုဒီမှာတော့ဒီမှာအဲ့ဒီ promo time လေဒီမှာတော့ဒါမျိုးဖောက်မယ်ဆိုဒီချောင်းကိဝတ် free ticket တွေမှာဖောက်မယ်ဆိုတော့ကျွန်တော်ဒီပေါက်စမ်းကိုရအောင်ပေါ့တော့ရအောင်ညမသိရတော့ဘာလို့လဲသိရတယ်ဘုရားမျိုးကြီးရအောင်ဆောင်းတဲ့ဒီရဲ့ကျွန်တော်ဘာလို့ပို့မယ်ဆိုရင်အဲ့လောတွေကဒိုင်းမွေးနဲ့လိုက်ပြီးတော့ရမယ်ကိုကတကယ်တော့ဒါဒီ promo time နဲ့စကင်တော့ပဲဒီမှာဒိုင်းမွေးအဲ့ဒါတော့တော့မဟုတ်ဘူးလေဒီချောင်းစမ်းမှာဒိုင်းမွေးတော့လည်းလိုက်ပြီးတော့ရမှာအဲ့တော့ကျွန်တော်ဒီ6ဆန်းကိုလက်အနေရဖောက်ပါမယ်ဖောက်ပါတော့ဒီလအနေရမှာကျွန်တော်ပြောနေသေးပဲဆိုတော့ကျွန်တော်သိရအောင်မကန်ရတော့ဒါပေမဲ့ဒီလမှာဒီတော့ကျွန်တော်မပြောက်ဘူးမှာတက်ဆောရအောင်တော့ဖောက်မှာပါနော်အဲ့တော့ဘာလို့လဲ promo time ဘာလို့ဒီစုသွားလဲကျွန်တော် comment မှာမှန်းခဲ့ပြီးပါပြီးတော့ဒီ MMB က goal မှဆိုရင်လည်းရသွားပြီလား